အားလုံးပဲမြင်လာပါဒီနေ့ကျွန်တော်ရဲ့စက်ရုံလေးကိုရိုက်ပြမှာဖြစ်ပါတယ်ဒါကြတော့ကျွန်တော်တို့စက်ရုံရဲ့ရုံးခန်းပေါ့ဗျာရင်းစက်ရုံနံပါတ်1ရင်းနေရတာဆိုရင်စက်ရုံနံပါတ်2ဒါကစက်ရုံနံပါတ်1ထဲမှာရှိတဲ့ပထမဆုံးရုံတရုံပေါ့အလုပ်သမားနေဆိုတော့ပိတ်ရက်ဆိုတော့သူမှမရှိဘူးနောက်ဖူးချရတဲ့အလုပ်တွေပေါ့တရားပြည့်ရိုက်ပြတာပါကိုကြိုင်တင်တက်တယ်ဆိုရင် subscribe လုပ်ပြီးကြပါဒါကပြပတ်အဲ့နံပါတ်1ထဲမှာဒီလိုကတရုံဘယ်မှာတရုံဟိုစက်ရုံရဲ့မူလလက်ဟောင်းပစ္စည်းတွေထုတ်တဲ့ဘက်ပေါ့နော်ကဲ let's go စက်ရုံနံပါတ်2ကိုလိုက်ပြမယ်ကျွန်တော်စက်ရုံဒါပိတ်ဆို့မယ်ရင်းကဒီနေရာတွေကတောကြီးတောင်ပေါ့အဲ့ဒါတောင်ကြီးဖြိုပြီးတော့စိုက်ရုံအစ်ပြန်ဆောက်ထားတာငုံချုံမောင်ရောဆိုလို့ရှိရင်ရုံလေးတက်မိနေလာပါတယ်ရုံတစ်ခုပေါ်မှာဆောက်ထားတဲ့ဆိုလာပေါ့စိုက်ရုံနံပါတ်2ပေါ့စိုက်ရုံနံပါတ်2ထဲမှာဘာရှိလဲကျွန်တော်လိုက်ပြပါမယ်ကွန်ပရက်ဆာတရုံတော့ရတယ်လေအားကိုယူရတာဆိုတော့ဒီကွန်ပရက်ဆာအရေးကြီးဆုံးပဲတရုံနံပါတ်2ဆိုရင်လည်းသူလည်းရုံနေရုံပဲရပြီလာဟောင်းစေယုံစတဲ့တွေကလုံနေတဲ့လုပ်ငန်းတွေဒီဟာတွေကအဲဒီကောင်တွေကိုစေးမှုတ်ပြရတယ်စေးမှုတ်ပြီးတော့သူတို့လိုချင်တဲ့ site တိုင်းကိုပေါက်တွေဖောက်ပြရတယ်ဒါမျိုးတွေမှာအပေါက်ဖောက်တယ်ဒီမျိုးတွေဖြုတ်ရတယ်ဒါမျိုးတွေလည်းပို့တယ်အဲ့ဒါကိုလိုချင်တဲ့ဒီကောင်တွေကိုမြင့်ချက်အပေါ်မှာတက်ကြတာမြင့်ချက်တွေမှာလေးဝင်လေးထွက်ကောင်းအောင်လုပ်ပြရတယ်ဒါရီဟိုဒီကောင်လေးဆိုလို့ရှိရင်460မီလီမီတာရှိတယ်ဒီကောင်လေးဆို320မီလီမီတာရှိတယ်ကဲဒါကစက်ရုံနံပါတ်2ရဲ့အဆောင်2ပေါ့အဲ့လိုပဲခေါ်မှာရုံ2ပေါ့ဒီမှာအပင်ပန်းဆုံးလုပ်ငန်းခွင်ဒီမှာပြပါမယ်ခဏနေဒါတွေဆိုလဲထပ်မှန်ပြီးတော့တိုးချက်ထားတဲ့အလုပ်တွေပေါ့ဒါတွေဆိုလို့ရှိရင်တော်တော်လေးမှားကြပါနောက်ပိုင်းဒီကောင်တွေကတော့တော်တော်မှားကြတယ်ဒီနေရာတော့ကျွန်တော်တို့စိတ်ဝင်အပင်ပန်းဆုံးနေရာပဲစီးမို့တဲ့ဆက်တွေဒီဆက်တွေကို try လဲဒီမှာစီးမို့ပဲဒီမှာအပင်ပန်းဆုံးဆိုတာဘာကြောင့်လဲဆိုဒီမှာလုံးတဲ့2ယောက်ကအပင်ပန်းဆုံးပဲတစ်ပတ်က2ရက်လောက်ကအလုပ်ကဒီစီးမှုလို့စီးရဲ့အနံ့တွေအမှုန်တွေအမွားတွေလုံးဝအနေကုန်မှုတ်ရတဲ့နေ့ဆိုလို့ရှိရင်လုံးဝချီကုန်လက်မှန်ကြတဲ့နေရာပဲဒီနေရာအပင်ပန်းဆုံးနေရာဒီဖီတာတွေတော့မဝင်သွားတဲ့အမှုန်အမွားတွေကဒီမှာကြီးကြတယ်ဒီဘက်အပြည့်လေးထွက်တယ်ပြီးသွားတဲ့ခါကျလို့ရှိရင်ဒီကအကုန်လုံးတန့်ရှင်းလောက်တာအမှုန်တွေအမွားတွေအကုန်လုံးဒီမျက်စိတွေလိုက်လက်အဲ့လိုလောက်တော့တော်ပင်မတဲ့နေရာပေါ့နော်စိတ်မှုတ်တယ်ဒီကနေတော့စိတ်မုံမပစ္စည်းတွေပြန်တော့ချိတ်လေတယ်ဒီချိတ်တွေမှာချိတ်လေတယ်ပြန်တော့တွားတယ်ဝင်လာတယ်ဒီကြောက်တောက်ရောက်ဝင်လာတယ်အဲ့ပြီးတော့မှဒီမီးဘူးကန်တော့ဝင်သွားမီးဘူးကန်တော့ဝင်ပြီးတော့ကတော့ပြန်ထွက်လာတယ်ဒီတိုင်းကဝင်တယ်ဒီတိုင်းကပြန်ထွက်လာတယ်ပစ္စည်းတွေပစ္စည်းတွေကိုဒီကထွက်လာပြီးတော့ဒီမှာဖြုတ်လိုက်တဲ့ပစ္စည်းတွေကိုဒီနေရာမှာတက်ဆင်နေတယ်ဒါတော့စိတ်ရတက်တာတဲ့နေရာပေါ့နော်အဲ့တော့ဒီမှာလောက်တဲ့လူကတော်တော်လေးတက်တာပါလေခေါအောင်ပေါ့နော်ဟိုကထော်လာတဲ့ပစ္စည်းကိုတက်ဆင်ပြီးသွားလို့ရှိရင်ပါဆယ်လေးနဲ့ထုတ်တယ်ပါဆယ်လေးနဲ့ဒီလိုပါဆယ်လေးနဲ့အရွယ်စားလိုက်မျိုးမိလိုက်ထုတ်တယ်ထုတ်ပြီးသွားလို့ရှိရင်ကိုယ့်ဘက်မှာနေရာတခြားတယ်ဒီနေရာကတော့ဒါစိတ်ဝင်တယ်နည်းနည်းတက်တာတဲ့ဆင်မှာပါတာပေါ့နော်စီမမို့ခင်ပစ္စည်းတွေစီမမို့ခင်စီးစိန်ရတဲ့အဆစ်ကဘာလို့လဲဆိုပစ္စည်းတွေမှာအမောမွားနေရှင်စီးရမကတ်ဘူးလေမကတ်တဲ့ခါကျတော့အဲ့ဒါကြီးမဖြစ်အောင်လို့ဒီခါအဆစ်နဲ့စီးကြောလိုက်တာပေါ့နော်အဆစ်ကန်နဲ့ဒါစီးကြောလေးဒီအဆစ်ကန်တွေကစီးကြောပြီးတော့မှထွက်လာတဲ့ပစ္စည်းတွေကိုစီးမို့ခင်နဲ့ထည့်တော့မှစီးမို့လို့ရတယ်ဒီတိုင်းထည့်စီးရလုံးဝမကောင်းဘူးစီးမို့စီးသားမကောင်းဘူးစီးမကတ်ဘူးအဲ့ဒါကြီးအများကြီးရှိတယ်နော်ကဲအားတော့ကျွန်တော်တို့စက်ရုံရဲ့အကြောင်းလေးပေါ့နော်ကျွန်တော်လည်းတေချာမရိုက်ပြတတ်ပြီလို့တိတလောက်ရိုက်ပြတာပါ
အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ပြီးတော့အားပေးလို့ရပါတယ်